အားလုံးလည်းမင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်ကြက်သားအစိမ်းပေါက်တံပေါက်ချက်နည်းလေးကိုညှဝေပြီးတော့မှဖြစ်ပါတယ်ကြက်သားအစိမ်းပေါက်တံပေါက်ဆိုတဲ့နေရာမှာထမင်းအောက်ကနေကြက်သားတွေကိုခံပြီးနှက်တာကိုကျွန်တော်ကြက်သားအစိမ်းပေါက်တံပေါက်လို့ခေါ်ပါတယ်နော်တံပေါက်စစ်စစ်ရဲ့အရသာကတော့ထမင်းနဲ့တံပေါက်ရိုးဖောက်တာတံပေါက်စစ်စစ်အရသာပါပဲနော်ထမင်းသက်သက်ကြက်သားသက်သက်ဆိုရင်တော့သူကအကြက်ဖောက်တံပေါက်လို့ခေါ်တာပေါ့နော်ဒီနေရာမှာကျွန်တော်ထမင်းအောက်ကနေကြက်သားအစိမ်းတွေကိုခံပြီးနှက်တဲ့တံပေါက်အစိမ်းပေါက်ကြက်သားအစိမ်းပေါက်တံပေါက်ကိုချက်တဲ့နည်းလေးကိုအတူရှုံးလေးမျှဝေပြီးတော့မှဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ရင်နွေးကိုပုတ်ပွက်စုတွေကိုစံနေခတ်ရပါတယ်နော်။စံနေခတ်ပြီးတော့စံပေါက်ကိုလူချင်းတဲ့အနေထားရောက်တဲ့အချိန်မှာပုံမှန်ပါတဲ့အတိုင်းစကားတွေနဲ့ထမင်းတွေကိုစစ်ရပါတယ်နော်။နည်းနည်းလေးတော့အမာခံရတယ်ခင်ဗျ။ဘာလို့ဆိုတော့ကြက်သားထွက်လာမဲ့အရည်နဲ့ဒီထမင်းနဲ့အပြော့အမာပွက်တီးဖြစ်သွားအောင်ဒါကတော့အလုတ်ကနေသင်ပေးသွားတဲ့အတွေ့အကြုံရပါတော့နော်။နောက်ဒါဆိုရင်ကျွန်တော်တို့အောက်ကနေခံနှက်မဲ့ကြက်သားတွေကိုစီပြီးတော့ခင်းထားပါတယ်။ဒါအရှိုးအငန်းနေနေထားပြီးသားမဆလာတို့ထောဘတ်တို့နဲ့နေထားပြီးသားဒါကိုကျွန်တော်အောက်ကနေခံနှက်ရပါတယ်နော်။ကြက်သားတွေခင်းပြီးသွားတဲ့အချိန်မှာကျွန်တော်အနှစ်လေးရအောင်ကြက်တုံအနီကျော်လေးကိုထည့်ပေးရပါတယ်နော်။ကြက်သားတွေခံနှက်ပြီးသွားပြီဆိုရင်ခုနကထမင်းတွေကိုတလွှာချင်းစီကျွန်တော်တို့ထည့်ရပါတယ်နော်။ကြက်သားနဲ့အနီးဆုံးအထက်ကထမင်းသားနည်းနည်းမားမှာဖြစ်ပါတယ်။ဒါမှသာသူကတံပေါက်ဘဝကိုရောက်သွားတဲ့အချိန်ကျရင်ဆန်ယူကကော့ဆင်းပြီးတော့မှတော်သားလေးဖြစ်သွားမှာဖြစ်ပါတယ်နော်။ဒါဆိုရင်ကျွန်တော်တို့တလွာချင်းစီထည့်နေရပါတယ်။ထည့်ပြီးတော့သူ့ထဲကိုကျွန်တော်တို့အရသာဆိုတဲ့နေရာမှာဒါသည်တကြားတို့မဆလာတို့စားတို့ဒါရင်းနဲ့ကျွန်တော်တို့ကကြက်တုံအနီကျော်တို့နှံ့ဆက်အောင်နေထားပြီးတော့မှတလွာချင်းစီမှာအရသာတွေကိုထည့်ပေးထားရပါတယ်နော်စီးအယောင်လေးကိုကိုလူချင်းတဲ့အနေထားလေးထည့်ပြီးပေါ့နော်အယောင်တောက်ရင်လည်းတောက်ရှင်တယ်လို့ကြော့ရင်လည်းဖြော့ရှင်တယ်လို့ရပါတယ်နော်ဒီကအရှုခံနေထားတာကတပြည့်လျှောက်ပါတယ်တီဟိုစီးပါတယ်ပဲဘူးပါတယ်ဒါဆိုပဲဘူးလေးတွေထည့်ရပါတယ်နော်တော်တလွာချင်းစီကျွန်တော်တို့ခံပြီးနှပ်ပါတယ်ဒါဆိုရင်စေဗီဦးပေါ့နော်စေဗီဦးတို့ဦးမှာကျွန်တော်တို့ထမင်းကို3လွာခန့်အထိပဲကျွန်တော်3သေးထားပါတယ်နော်တံပေါက်ဦးကြီးဖောက်ပေါ့ဒီနူတလွာချင်းကြီးထည့်ပြီးတော့နောက်ဆုံးကြတဲ့အချိန်ကြတော့ကျွန်တော်တို့ထောဘက်စီဒါထောဘက်နဲ့စီနဲ့ရောထားတာပါနော်ထောဘက်နဲ့စီနဲ့ကိုကျွန်တော်နောက်ဆုံးထမင်းပေါ်ကနေလောင်းပြီးတော့ထည့်လိုက်ပါတယ်နော်နှစ်ကနှံပြီးတော့ဘေးမီတွေနဲ့ဆက်ပြီးနှံ့ရပါတယ်နှံ့တဲ့နေရာမှာသူကအင်မတန်မှအရေးကြီးပါတယ်စကားပြောပါတယ်နော်မီးပေးတာမီးဖမ်းတာပေါ့နော်မီးဖမ်းတဲ့နေရာမှာကျွန်တော်တို့အစင်ကြီးမှသာတံပေါက်ကောင်းတပွဲထွက်မှာဖြစ်ပါတယ်နော်ဒါဆိုရင်ကျွန်တော်တို့တံပေါက်နှက်ပြီးသွားပြီဖြစ်တဲ့တံပေါက်တွေရပါပြီအဲ့တံပေါက်တွေကိုကျွန်တော်တို့အောက်ဆုံးမှာရှိတဲ့အသားတွေကိုကျွန်တော်ဖော်မှာဖြစ်ပါတယ်နော်အောက်ကအသားတွေကိုဖော်မှာဖြစ်တဲ့အတွက်အပေါ်ကထမင်းသားတွေကိုကျွန်တော်တို့ခဏဖယ်ထားရပါတယ်ထမင်းသားတွေကိုတလွာချင်းစီကျွန်တော်တို့ပြန်လှည့်ရပါတယ်လှည့်ပြီးမှသာအောက်မှာရှိတဲ့ကြက်သားတွေကိုကျွန်တော်တို့ကပြန်နှိုက်မှာဖြစ်ပါတယ်နော်ဒါဆိုရင်ကျွန်တော်အောက်မှာရှိတဲ့ကြက်သားတွေကိုစဖော်ပါပြီနော်ဒါကြက်သားလေးတွေပေါ့နော်ဒီနေရာမှာဗမာချက်မသုံးမဲနဲ့ကျွန်တော် CP ချက်ကိုတုံထားပေးခြင်းဖြစ်ပါတယ်နော်ဗမာချက်နီးရတယ်ဒီပုံစံမှာပဲခင်ဗျမထူးပါဘူးဒီတိုင်းမှာပဲဒါဆိုရင်အောက်မှာရှိတဲ့ကြက်သားတွေကိုကျွန်တော်တို့စဖော်ပါပြီလူတလွာချင်းစီဖော်သွားမှာပါပြီးတော့မှပွဲပြင်ပြီဆိုတော့မှအရှိုးအငန်းနဲ့အရသာနဲ့သူကနဲ့တမအောင်ပွဲပြင်တဲ့လူကတမအောင်နေပြီးတော့မှအပေါ်ကနေချက်သားလေးတွေတင်ပြီးသွားတာပေါ့နော်ဒါကျွန်တော်တံပေါက်အစိမ်းပေါက်ချက်သားအစိမ်းပေါက်တံပေါက်ချက်နည်းလေးကိုမျှဝေပေးခြင်းဖြစ်ပါတယ်